Lokesh Kanagaraj အချင်းတို့အတွင်းအိန္ဒိယရုပ်ရှင်လောကမှာနာမည်ကြီးအောင်မြင်လာခဲ့တဲ့ဒါရိုက်တာတို့ရုပ်ရှင်လောကမှာနာမည်ထောင်ပြီးအောင်မြင်မှုဆိုတာမလွယ်ပါဘူးဒါပေမဲ့ Lokesh ရဲ့ဇလန်းကတော့လူတိုင်းအမြင်ကိုပြောင်းလဲစေခဲ့ပါတယ်အခုဆိုရင်နာမည်ကြီးမင်းသားတွေ Superstar တွေကတော့ Lokesh နဲ့အလုပ်လုပ်ချင်ကြပြီးမင်းသားတချို့တွေအတွက်ကတော့ Lokesh နဲ့အလုပ်လုပ်ရဖို့ဆိုတာဟာအိမ်မက်တစ်ခုလိုဖြစ်လာပါတယ် Working with I really like Lokesh Kanagaraj. Lokesh brother, ಕಥಾನಾಯಕನ್ ಲೋಕೇಶ್ ಕನಕರಾಜ್ ಅವರುಗಳೇ နာမည်ကြီးမင်းသားတွေကတော့ Lokesh နဲ့အလုပ်လုပ်ရန်နှစ်တွေအကြာကြီးစောင့်နေခဲ့ကြပါတယ် Lokesh နဲ့အတူအလုပ်လုပ်ဖို့ဆိုတာဟာဂုဏ်ယူစရာလို့မှတ်ယူကြပါတယ် Lokesh Kanagaraj. ဒါပေမဲ့ဒီအောင်မြင်မှုအားလုံးဟာတကယ်တာမယ်မိသားစုကလာတဲ့ middle class ကောင်လေးတစ်ယောက်နဲ့စတင်ခဲ့တာပါဘန်ဝင်တဲ့တစ်ယောက်ရုပ်ရှင်နယ်ပယ်မှာခါကြီးတစ်လုံးတော်မသက်ဆိုင်ခဲ့ပါဘူးသူ့အမေဖေကလည်းဘန်ဝင်တန်းတွေသာဖြစ်ပြီးရုပ်ရှင်နောက်ခံတစ်ခုမှမရှိခဲ့ပါဘူးစိတ်ဝင်စားစရာကောင်းတာကတော့သူ့လိုလူမျိုးကအိန္ဒိယရုပ်ရှင်လောကကိုကဘာအဆင့်တီးရောက်အောင်ဘလို့များပြောင်းလဲစေခဲ့တာလဲဘလို့များမမျှော်လင့်ထားတဲ့ LCU Universe ကိုဖန်တီးနိုင်ခဲ့တာလဲဒါကတော့ Lokesh Kanagaraj ရဲ့ဇလံတစ်ပုဒ်ပါဇလန်အစ1999တုန်းကကြည်ရရင် Lokesh ရဖလဲတန်းကြီးလက်မိသားစုမှာမွေးဖွားလာခဲ့ပြီးသူ့ရဲ့မိသားစုအတွက်ရုပ်ရှင်ဆိုတာ entertainment အနေနဲ့သာကြည့်ကြတာပါရုပ်ရှင်လောကနဲ့ဓာတ်ရိုက်ဆက်ဆက်မှုဆိုတာမရှိခဲ့ပါဘူး Lokesh ကတော့ငယ်ကလေးကပုံမြင်တွေဇလန်ပြောတွေနဲ့ရုပ်ရှင်အပေါ်စိတ်ဝင်စားမှုအရန်ကြီးခဲ့ပါတယ်ဒါပေမဲ့ Lokesh ကတော့ရုပ်ရှင်လောကမှာအလုပ်လုပ်မယ်ဆိုတာတော့ဘယ်တော့မှမစဉ်းစားခဲ့ပါဘူး Lokesh ဘဝမှာအမှန်တကယ်ပြောင်းလဲစေတဲ့ turning point တစ်ခုဟာရောက်လာခဲ့ပါတယ်တနေ့သူ့အဖေနဲ့ရုပ်ရှင်သွားကြည့်တဲ့အချိန်မှာ Rajinikanth ရဲ့ဘာရှာရုပ်ရှင်ကိုတင်ခဲ့တာပါပထမဦးဆုံးရုပ်ရှင်ရုပ်ထဲဝင်သားတဲ့အချိန်မင်းသားရဲ့ entry fan တွေကထိုင်နေရနေထားပြီးအော်ဟစ်ကြတဲ့မင်းသားအလွန်ချဲမှုကိုမြင်ရတဲ့ Lokesh ရဲ့ပထမဆုံးရုပ်ရှင်အတွေ့အကြုံဟာသူ့ဘဝကိုအကြီးမားဆုံးအပြောင်းအလဲဖြစ်သွားခဲ့ပါတယ်အဲ့ဒီနေ့က Lokesh ရဲ့အိမ်မက်ကတော့ရုပ်ရှင်မဲ့ဆိုတာကိုစိတ်ထဲမှာဆုံးဖြတ်ခဲ့ပါတယ်ဒီအိမ်မက်က Lokesh ကိုဘလောက်အရှိတီပို့မယ်ဆိုတာကို Lokesh ကိုယ်တိုင်တော့မသိခဲ့ပါဘူးဒါပေမဲ့သူ့မိသားစုတွေအတွက်ကတော့အောင်မြင်မှုဆိုတာတည်ငြိမ်တဲ့အလုပ်တစ်ခုသာဖြစ်ခဲ့ပါတယ်မိသားစုတွေကိုဝမ်းမြောက်စေဖို့မိသားစုတွေပြအားကြောင့် Lokesh ကရုပ်ရှင်အမှုပညာနဲ့နည်းနည်းဝေးခဲ့ရပါတယ် MBO ဆက်တက်ခဲ့ပြီးဘွဲရချိန်မှာလည်းသူ့စိတ်ဝါသနာကိုထိန်းထားပြီးစာပေအမှုပညာပွဲတွေမှာသူ့ရဲ့ short film ကိုဖော်ပြခဲ့ပါတယ်နောက်ပိုင်းမှာတော့ဘန်မှာအလုပ်လုပ်နေစဉ်မှာပဲသူ့စိတ်ကမကြာခဏရုပ်ရှင်စီသွားကျင်နေခဲ့ပြီးနားမလည်နိုင်လောက်အောင်ဆွဲဆောင်ခံနေရပါတယ်အဲ့ဒီအချိန်မှာပဲလုံးဝဆုံးဖြတ်လိုက်တာတော့အိမ်မက်ကိုအမှန်ဖြစ်အောင် short film တွေနဲ့စတင်မယ်ဆိုပြီးလှုပ်ပြီးတဲ့နေ့တိုင်းမှာ weekend အချိန်တိုင်းမှာသူ့ရဲ့ passion project တွေကိုအချိန်မရွေးလုပ်နေခဲ့ပါတယ်ဘန်လို့ထမ်းမှာလုပ်နေစဉ်တခါတော့ short film ပြိုင်ပွဲမှာဇလန်တပုတ်ကိုရိုက်ခဲ့ပါတယ်အဲ့ဒီပြိုင်ပွဲမှာ Lokesh ကပထမဆုတာမဟုတ်ပဲ director လမ်းကြောင်းကိုလိုက်တင်တယ်ဆိုတဲ့ယုံကြည်မှုကိုပါရရှိသွားခဲ့ပါတယ် short film ရဲ့ judge အနေနဲ့ကတော့ Kartik Subaraj ပါဝင်ခဲ့ပါတယ် pizza နဲ့ Tiger Thanda တို့နဲ့နာမည်ကြီးတဲ့ director တူ Kartik က Lokesh ရဲ့ short film ကိုကြည့်ချိန်မှာတော့ Lokesh ရဲ့ storytelling ကိုအရင်သဘောကျခဲ့ပြီးအလိုအမြင်ချီးကျူးခဲ့ပါတယ်ပြီးကြရင် Lokesh ကိုသူ့ရဲ့ထွက်မဲ့ရုပ်ရှင်အတွက် segment တစ်ခုကိုရိုက်ဖို့လည်းပြီးခဲ့ပါတယ်ဒါရိုက်တာ3ယောက်ရဲ့ short film ကိုပေါင်းပြီးလုပ်ထားတဲ့ကားပဲဖြစ်တယ်လို့ဇကာထွက်ချိန်မှာတော့ပရိသတ်တွေကြားမှာ Lokesh ရဲ့ storytelling ကစတင်သတိထားကြည့်မိခဲ့ကြပါတယ် Lokesh အတွက်ကတော့ပထမဆုံးအချိန်ရုပ်ရှင်လောကမှာအတိအမှတ်တစ်ခုကိုရရှိသွားတာပါအဲ့ဒီအချိန်ကလေးကပဲ Lokesh ရဲ့ခရီးကစတင်ခဲ့ပါတယ် A warrior with a cause is the most dangerous soldier. Welcome to my universe, master. Kartik Subaraj ရဲ့ mentorship အတွင်းမှာအခြေခံရင်းနှီးမှုအလုပ်အတွေ့အကြုံတွေစတင်ရလာခဲ့ပြီးသူ့ဘဝထဲမှာအလင်းတစ်ခုကိုပေါ်ထွက်လာခဲ့ပါတယ်။ Lokesh ကတော့သူ့ရဲ့ပုံဝင်ရုပ်ရှင်တစ်ခုကိုဖန်တီးကျင်ခဲ့တာပါ။ဒါပေမဲ့ပထမဆုံးရုပ်ရှင်ဖန်တီးဖို့ဆိုတာ Lokesh အတွက်ကတော့လုံးဝမလွယ်ကူခဲ့ပါဘူး။ budget စီမံခန့်ခွဲမှု producer ရှာဖွေရေးမင်းသားမင်းသမီးရွေးချယ်ရေးအကုန်လုံးကသူ့အတွက်စိန်ခေါ်မှုတွေဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်း Lokesh ကတော့သူ့ရဲ့ပထမဆုံး original script Managram ကို
စတင်ရေးတင်ခဲ့ပါတယ်မနက်ဂရမ်ဇလန်ကတော့ hyperlink trailer ပုံနဲ့ဖြစ်ပြီးဒီဇက်ကမှာမြို့ပြလူငယ်တွေကိုဆွဲဆောင်မဲ့ concept တစ်ခုဖြစ်ပြီးလူအများစိတ်ဝင်စားစေမဲ့ project တစ်ပုဒ်ဖြစ်ပေမဲ့ရုပ်ရှင်လောကမှာလူသေးဖြစ်တဲ့ location တွေကတော့အခက်အခဲတွေနဲ့စတင်ကြုံလာခဲ့ပါတယ် producer တွေကိုဇက်တိုက်ချိတ်ဆက်ပြီးမဲ့ location ရှိရတော့တယောက်ချင်းစီရဲ့ rejection တွေပဲအဲ့ဒီအချိန်မှာပဲသူရဲ့ script က SR Prabhu လက်ထက်ကိုရောက်သွားခဲ့ပြီး quality content ပေါ်မူတည်ပြီးရင်းနှီးမြှုပ်နှံမှုအဆင့်သင့်ဖြစ်နေတဲ့ SR Prabhu ကတော့မနာဂရမ်ကိုဖက်လိုက်တဲ့အချိန်မှာပဲအလွန်မြင်သဘောချပြီး projection အတွက် approve လုပ်ခဲ့ပါတယ်မနာဂရမ်ရိုက်ကူးရေးမှာ location တော့အစွမ်းကုန်စူးစမ်းခဲ့ပြီးအန်ဟောပွဲကောင်းတာတော့45ရက်အတွင်းမှာပဲစကားတကားလုံးကိုအပိသက်ရိုက်ကူးပြီးစီးနိုင်ခဲ့ပါတယ်2019မှာပဲမနာဂရမ်ကို release လုပ်ခဲ့ပါတယ်ပရိသတ်တွေနဲ့ဇလန်အားဆက်နွယ်ခဲ့ပြီးဇလန် action suspense တွေကိုအကုန်လုံးကြိုက်ခဲ့ကြပါတယ်မနာဂရမ်ဖက်ပြီးချိန်နောက်မှာတော့ location ကတော့တမီ cinema မှာ new age director တူအဖြစ်အတိအမှန်ပြုကန်ရပါတယ်စူဒီယာတို့နာနီတို့ရကူကရစ်စင်ဖက်တီတို့ကတော့ဒီစကားကိုတစ်ဆက်တည်းချီးကျူးခဲ့ပါတယ်အစကတော့မင်းကြီးတဲ့ producer တွေကတော့စကားအသစ်အတွက် offer တွေစတင်ပေးလာခဲ့ကြပါတယ် middle class အတွက်ကတော့တကယ်အမိုက်စားအောင်မြင်မှုတစ်ခုဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့လည်းအမှန်တကယ်ဇလန်ကတော့အခုမှစတင်လာပဲဖြစ်ပါတယ်မနာဂရမ်အောင်မြင်ပြီးနောက်ပိုင်းမှာတော့ပရိသတ်တွေ industry တွေရဲ့အလားအလာတဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်ဒီစား trailer တွေဆက်လုပ်နေရင်တစ်ချိန်တည်းမှာပဲတူးတက်မှုကအကန့်အသတ်ရှိနိုင်မယ်ဆိုတာကို Lokesh ကနားလည်သွားခဲ့ပါတယ်ဒါကြောင့် Lokesh က action trailer mass appeal ရှိတဲ့ဇာတ်ကားတွေကိုအာရုံစိုက်ခဲ့ပါတယ်ဒီလိုမျိုးဇာတ်ကားတွေကပရိသတ်တွေအများကြီးစီရောက်နိုင်မယ်ဆိုတာကို Lokesh ကသိနေခဲ့တာပါဒါကြောင့် Lokesh က single night action trailer မှာစတင်အလုပ်လုပ်ခဲ့ပါတယ်ဇာတ်ကားရိုက်ကူးချိန်အတွင်းမှာပဲအများစုကညပိုင်းအချိန်တွေ real location တွေကိုအသုံးပြုခဲ့တာကြောင့်တကယ်အမှန် realism နဲ့သက်ဆိုင်မှုအပြည့်အဝထပ်ပေါင်းခဲ့ပါတယ်။နှစ်လောက်ကြိုးစားပြီး2019ခုနှစ်မှာသူ့ရဲ့အကြီးမားဆုံးအထင်ကြီးအားဆုံး game changing film တစ်ခုဖြစ်တဲ့ကိတ်တီကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။တာမန်ဇလန်ကို Lokesh က suspense နဲ့ emotion နဲ့ရောပေါင်းပြီးပရိသတ်တွေကိုထိုင်ရနေရအောင်မထသွားအောင်လုံးဝကိုစိတ်ဝင်စားစေခဲ့ပါတယ်။ကိတ်တီရုပ်ရှင်ကတော့အဲ့ဒီအချိန်မှာပရိသတ်တွေအတွက်တကယ်အသစ်ဆန်းဖြစ်ခဲ့ပါတယ်။အဲ့ဒီကာလမှာမင်းသားမင်းသမီးနဲ့တချင်းပါတဲ့ရုပ်ရှင်တွေကသာအများဆုံးရိုက်ခဲ့ကြတာပါ။ဒါပေမဲ့ကိတ်တီကတော့အဲ့ဒီပုံသင်နည်းကိုဒါရိုက်ဖျက်ပစ်လိုက်ပါတယ်။မင်းသမီးမရှိတချင်းမရှိဇလန်ပေါ်မှာပဲအာယုံဆိုင်ထားတဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်သွားခဲ့တာပါတိတ်တီကတော့အန်ဟောပွဲကောင်းအောင်မြင်သွားပြီးအထူးသဖြင့်ဇက်ကားတွေကဘီယာနီစားတဲ့ scene တစ်ခုကြောင့်ဘီယာနီရောင်းတဲ့ဆိုင်တွေကတော့စီးကားခဲ့ပါတယ်တိတ်တီရဲ့ impact ကတော့တကယ်ပဲထက်ထက်မြက်မြက်ပြသလိုက်ခဲ့ပါတယ် Bollywood မှာ KT ရဲ့ remake ဘိုလာကိုရိုက်ခဲ့ပြီးမဲ့အမအောင်မြင်ခဲ့ပါဘူးမလေးရှားမှာလည်း KT ရဲ့ remake ကိုရိုက်နေပါတယ်ဒီဇက်ကတော့အိန္ဒိယရဲ့ပထမအောင်ဆုံး XC Universe ကိုပေးလိုက်တာပဲဖြစ်ပါတယ် KT ရဲ့အောင်မြင်မှုနောက်ပိုင်းမှာ Telepathy BG ကတော့ Lokesh ကိုဆက်သွယ်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာ Lokesh နဲ့ BG တို့ပူးပေါင်းပြီး quality based action thriller master ကိုရိုက်ခဲ့ပါတယ်ဒီဇက်ကမှာ Telepathy BG နဲ့ BJ Sethupathi တို့အကြားဒီမှာမှုဇလန် twist နဲ့ action scenes တွေကြောင့်ပရိသတ်အတွက်ကြည်တင်တဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်သွားခဲ့ပါတယ် box office မှာလည်းအောင်မြင်မှုကတော့ blockbuster ဖြစ်ခဲ့ပြီး critics တွေကတော့ Lokesh ကိုချီးကျူးခဲ့ပါတယ်ထို့နောက်နာမည်ကြီးမင်းသားတွေကတော့ Lokesh နဲ့ဇက်ကားရိုက်ချင်ခဲ့ပါတယ် Lokesh ရဲ့ဇက်ကားအကြီးမြင့်ဆိုရင် Lokesh ကကမလာဆန်ရဲ့အကြီးမားဆုံး fan တယောက်ဆိုတာကိုသူ့ရုပ်ရှင်မှာကမလာဆန်ရဲ့ reference တွေအများကြီးတွေ့နိုင်ပါတယ် Lokesh ကကမလာဆန်ရဲ့ visual form ဇက်ကားကြည့်ဖို့ဒီနေ့3ခုကျော်ပြီးတော့အောင်တွားကြည့်ခဲ့တာပါကမလာဆန်က legend တယောက်ဆိုတာလုံးဝတန်တရားမရှိပါဘူးဒါပေမဲ့ legend တယောက်ကလည်းအမြဲအောင်မြင်နိုင်တာမဟုတ်ပါဘူးကမလာဆန်ရဲ့ဇက်ကားတွေကတဖြည်းဖြည်းစိတ်ဝင်စားမှုနည်းလာခဲ့ပြီး box office မှာဇက်ကားတွေမအောင်မြင်ခဲ့ပါဘူးပရိသတ်တွေကတော့ကမလာဆန်ရဲ့ golden era တောင်ပြီးသွားပြီလို့ထင်မိခဲ့ကြပါတယ်ကမလာဆန်အတွက် comeback တစ်ခုတကယ်ပဲလိုအပ်နေရတာပါကမလာဆန်က KT နဲ့ master စားတဲ့ hit movie တွေကြောင့် Lokesh အောင်မြင်မှုကိုအာရုံစိုက်နေခဲ့တာပါကမလာဆန်လို superstar တယောက်ကကိုယ်တိုင် Lokesh ကိုငါအတွက်ဇကားတက direct လုပ်ပေးပါပြောလိုက်တာပါအဲ့ဒီအချိန်မှာ Lokesh အတွက်အဲ့ဒီ project ဟာဇကားတာမဟုတ်ပဲသူ့ရဲ့ idol အတွက်ပြန်လည်အသက်သွင်းပေးဖို့တောင်းဖြစ်တယ်လို့သူ့အတွက်အမှန်ရင်းနိုင်မှန် golden ခွင့်ရတစ်ခုလည်းဖြစ်ခဲ့ပါတယ်ဒါနဲ့ပဲ Vikram ရဲ့စတင်မှုကအစပြုသွားခဲ့ပါတယ်
လောကိရှကတော့အဆန်းကုန်စူးစမ်းခဲ့ပြီးအဲ့ဒီဇက်ကအောင်မြင်အောင်သူ့ရဲ့အမြင်အာရုံတွေအားလုံးကိုအပြည့်အဝထည့်သွင်းခဲ့ပါတယ် KT နဲ့ connection တွေနောက်ပြီးကမလာဆန်ရဲ့ Sfax တွေကပြန်လည်ဖော်ပြလိုက်တာပရိသတ်တွေအတွက်ရုပ်ရှင်ရောမှာ dialogue တက်ချင်းထွက်တိုင်းတစ်ခုတ်ဒီတန်လေးချွန်တန်ကမလာဆန်ရဲ့ entry တွေမှာလည်းပွဲတော်တစ်ခုလိုဖြစ်သွားခဲ့ပါတယ် Vikram ကတော့ box office မှာအောင်မြင်မှုတာမက LCU ဆိုတဲ့ cinematic universe ကိုလည်းအစပြုသွားခဲ့ပါတယ်အဲ့ဒီအောင်မြင်မှုနောက်ပိုင်းမှာ Lokesh နဲ့ Vijay တို့ကထပ်မံပူးပေါင်းခဲ့ပြီး Leo ကိုဖန်တီးခဲ့ပါတယ် இப்போ அந்த போலீஸ் ஆபீசரோட கன் உன் கையில and you have a clean Leo ရဲ့ box office ကတော့ mega blockbuster ဖြစ်သွားပြီး Leo ကတော့ LCU universe နောက်တဲ့အခြေခံအုံမြင့်အကြီးတစ်ခုထပ်မံဖြစ်သွားခဲ့ပါတယ် Lokesh Kanagaraj ရဲ့အကျိုးထူအမတ်တရစတင်တာငယ်ငယ်လေးနဲ့ရုပ်ရှင်အောင်မှာပထမအဆုံးမြင်တဲ့အချိန်အဲ့ဒီအချိန်ရပဲသူ့ဘဝတိလျှောက်စွန့်စားမဲ့အိမ်မက်အစစ်ကိုစိုက်ပျိုးသလိုဖြစ်သွားခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးမှအဲ့ဒီအရွယ်တေးသေးလေးကောင်းလေးရဒါရိုက်တာတူဖြစ်လာခဲ့ပြီးရဂျီကားတန်ပူပေါင်းပြီးကိုလီစကားကိုဖန်တီးခဲ့ပါတယ်။ကိုလီစကားတကယ် record breaker တခုပါတမီလျိုရှင်ရုံမှာ biggest opener အဖြစ်ဂရေ160ကျော်ဝင်ငွေဟာတရက်ထဲမှာပဲရသွားပြီးစံချိန်ကိုချိုးသွားခဲ့တာပါကိုလီကတော့ဇကားစကားတာမဟုတ်ပဲ Lokesh Kanagaraj ဘောကိုပြန်လဲစွမ်းအားပေးသလိုခုနဲ့ရုပ်ရှင်အကြားချစ်ချင်းမေတ္တာကိုတက်တည်ပြသလိုဖြစ်သွားခဲ့ပါတယ်လူငယ်တယောက်ရဲ့ပထမအဆုံး training point က Rajinikanth ကိုရုပ်ရှင်ရုံမှာမြင်တဲ့အချိန်ဖြစ်သလိုဒီနေ့မှာတော့ကိုလီနဲ့ Lokesh Kanagaraj ကိုအလင်းထဲတက်စီခဲ့တဲ့အမတ်တရ training point လည်းဖြစ်သွားခဲ့ပါပြီခင်ဗျားတို့ရော Lokesh ရဲ့ပဲဇက်ခါကိုကြိုက်လဲ comment မှာရေးပေးပါ Flimly Talk ကိုလည်း subscribe ပေးလုပ်ခဲ့ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်